မနေ့ကဒီဇင်ဘာလ10ရက်နေ့ည9နာရီအချိန်မှာဒီအကြမ်းဖက်ဖက်စစ်ကောင်စီကဒီမြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကိုဂျက်ဖိုက်တာ2စီးနဲ့နေပြီးတော့မှဒီပေါင်900ဘုံနှလုံးကြေးချတိုက်ခိုက်ခဲ့တာရှိပါတယ်ဆိုတော့အဲ့ဒီဒီအကြမ်းဖက်ဘုံကြေးတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာဆေးရုံတက်နေတဲ့ဒီအရသာပြည်သူဒီလူနာစုစုပေါင်း33ဦးတည်ဆုံးပြီးတော့86ဦးဒဏ်ရာရတာရှိတယ်ဗျဆိုတော့ဒီတည်ဆုံးတဲ့အထဲမှာတော့ဒီအမျိုးသား16ယောက်ဒီအမျိုးသမီး18ယောက်စုစုပေါင်း33ယောက်နောက်ဒီဒဏ်ရာပြင်းထန်တာကတော့ဒီအမျိုးသား18ယောက်အမျိုးသမီး9ယောက်စုစုပေါင်း28ယောက်နောက်ပြီးလို့ရှိရင်ဒီအလာဇာဒီအငယ်စားဒဏ်ရာရတာကတော့အလုံးပေါင်း49ယောက်ရှိတယ်ဗျဆိုတော့ဒီဒဏ်ရာရတာစုစုပေါင်းကတော့86ဦးရှိပါတယ်ဒီဟာကတော့ဒီအကြမ်းဖက်ဖက်စစ်ကောင်စီကဒီစစ်ဖက်နဲ့မဆိုင်တဲ့ဒီအရာဖက်ပြစ်မှတ်တွေကိုရည်ရွယ်ချက်ရှိနဲ့နေပြီးတော့မှဒါအကြမ်းဖက်ဘုံကြီးတိုက်ခိုက်တပ်ဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဟာစစ်ရာဇဝမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်ဒီအကြမ်းဖက်ဖက်စစ်ကောင်စီအနေနဲ့ဒီသူတို့ကျူးလွန်တဲ့ဒီအကြမ်းဖက်တိုက်ခိုက်တပ်ဖြတ်မှုအတွက်သူတို့တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်ကျွန်တော်တို့ ULA အနေနဲ့ကတော့ဒီမတရားတိုက်ခိုက်တပ်ဖြတ်ခံရတဲ့ဒီကျွန်တော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေတရားမျှတမှုရရှိဖို့အတွက်လိုအပ်သလိုလက်တုံးပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အကြမ်းဖက်ဘုံကြီးတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာမြောက်ဦးပြည်သူ့ဆေးရုံကြီးကတော့လုံးဝပျက်စီးသွားတာဖြစ်ပါတယ်ဆေးရုံကြီးကိုဒီဒီထိမှန်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးဒီဆေးရုံတက်နေတဲ့ဒီလူနာတွေအများအပြားသေဆုံးဒဏ်ရာရတာဖြစ်ပါတယ်အကြမ်းဖက်ဖက်စစ်ကောင်စီဟာဒီစစ်မြေပြင်မှာသူတို့ဘက်ကဒီအထီးခိုက်အကြအဆုံးတွေများလာပြီဆိုလို့ရှိရင်ဒီအပြစ်မဲ့ပြည်သူတွေကိုဥတေပြစ်မှားထားတိုက်ခိုက်တာကတော့ဒါသူတို့ရဲ့ဒီနီးဗျူဟာတစ်ခုလို့လည်းပြောလို့ရတာပေါ့အခုလည်းပဲဒီတခြားစစ်မျက်နှာတွေဖြစ်တဲ့ဥပမာမကွေးစစ်မျက်နှာဒီပဲခူးစစ်မျက်နှာ ARD စစ်မျက်နှာနောက်ဒီကြောက်ဖြူစစ်မျက်နှာတွေမှာအကြမ်းဖက်ဖက်စစ်ကောင်စီကသူတို့ထိခိုက်ကြဆုံးမှုတွေတအားများနေတဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးဒီအရသာဒီစစ်ဖက်နဲ့မဆိုင်တဲ့ဒီအရသာပြည်သူတွေနေတဲ့နေရာတွေကိုဒါဥတေပြစ်မှားထားပြီးတော့မှဒါတရေဘောကြောင်စွာနဲ့ဒီစစ်သားမဆန်ပေါ့နော်စစ်သားမဆန်ပေးနဲ့အခုလိုမျိုးအရာဖက်ပြစ်မှားတွေကိုဒါမတရားဒီအကြမ်းဖက်တိုက်ခိုက်တပ်ဖြတ်တာဖြစ်ပါတယ်ဒီဟာကတော့ဒါစစ်ရာဇဝမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်ဘာလို့ပြောလို့ပြောမှန်းတော့မသိတော့ဘူးရင်လေးကိုဆိုးသွားတာပဲအဲ့ဒီဆေးရုံကြီးမှာဆေးလာပို့ရတယ်ဆိုတော့ဘာမှအပြစ်ရှိတော့စစ်ကိုစစ်နဲ့တူကိုတိတ်ပေါ့အတိတ်မရှိတဲ့လုပ်တယ်ကွာခွေးမသားတယ်စစ်သားအရှင်းရှင်းတိတ်လေဘာလို့အပြစ်မရှိတဲ့လူတွေကဟိုမှာနေမကောက်မကြက်မှလို့ဆေးရုံလာတိုက်တဲ့ဆေးရုံမှာပေါ်ပြီးတော့ဘုံကြီးရတယ်လို့ကွာ